ကပတ်စင်ခဲ့သောပန်းတွေညှို့နှွမ်းကုန်ခြင်းနံပါတ်2နန်းဝပစိုးတွေညှို့နှွမ်းကုန်ခြင်းနံပါတ်3ကိုကန္နာရဲ့လက်ကတိကြမှာချွေးတွေယူထွက်လာခြင်းနံပါတ်4ကိုရကိုဝါမင်းမိလာခြင်းနံပါတ်5လက်တွေရဲ့နေရာမှာတီတီတက်တက်မနေနိုင်မထိုင်နိုင်ဖြစ်လာခြင်းတို့ဖြစ်ပါတယ်ပုပ္ပနမိတ်၅ပါးထင်လာသည်ကိုနတ်တိုင်းမသိကြပညာရှိတဲ့နတ်တွေကသာသိကြပါတယ်ပုပ္ပနမိတ်၅ပါးထင်လာပြီးရင်တော့နတ်သက်ကြွေကြတယ်နတ်ပြည်မှာမရကောင်းသောကမ္မဋ္ဌာန်း12ပါးရှိပါတယ်အာတုဘဆေပါကာယကတာတတိအာဟာရီကလိကုလတညာတို့ဖြစ်ကြတယ်နတ်ပြည်မှာအာယုံ၅ပါးကာမဂုဏ်တရားတို့ပြမ်းမိုးထားတော့အဲ့ဒီကမ္မဋ္ဌာန်းတွေကိုအားထုတ်လို့မရနိုင်နတ်ဖြစ်ခြင်းအကြောင်း၃ပါးနတ်ပြည်ရောက်လို့သူများကြင်ကြံရန်တရား၃ပါးနံပါတ်1သစ္ဆံပဏိအမှန်ကိုသာဆိုပြောရ၏နံပါတ်2နာခုစီယ